အားလုံးပဲမင်္ဂလာပါရှင်။ကျမတို့ရဲ့ YM Audiobook Channel လေးကနေကြိုဆိုလိုက်ပါတယ်။ဒီ Channel လေးကတော့ပရိသတ်တွေအတွက်ပရာလောကနဲ့ဆိုင်တဲ့ဇာတ်လမ်းကောင်းလေးတွေနဲ့စုံနောက်ဇာတ်လမ်းကောင်းလေးများကိုတင်ဆက်ပေးနေတာပဲဖြစ်ပါတယ်။ဒီနေ့မှတင်ဆက်ပေးသွားမယ့်ဇာတ်လမ်းလေးကတော့စာရေးသူရင်မင်းကန့်ဘလူရေးသားထားတဲ့ဘွားမိတ်စိန်နဲ့ဇပလင်ပင်မှာခုကတ်နေသောတရေဆိုတဲ့ဇာတ်လမ်းလေးပဲဖြစ်ပါတယ်။ဇာတ်လမ်းလေးမစတင်ခင်မှာအသေးသေးသောဇာတ်လမ်းလေးတွေကိုထပ်မံနားဆင်နိုင်ဖို့အတွက်လည်းကျမတို့ရဲ့ Channel လေးကို Like and Subscribe လေးလုပ်ထားပေးပါဦးနော်။အားလုံးကိုကျေးဇူးတင်ပါတယ်။ဒါဆိုရင်ဇာတ်လမ်းလေးကိုခုပဲစတင်လိုက်ရအောင်ပါ။ရွာရဲ့နာမည်ကတော့ပေါက်စိန်ကုန်းဖြစ်တယ်။အဲဒီရွာရဲ့မြောက်ဘက်မှာတော့ရွာတစ်ကြီးရွာရှိပြီးတော့အဲဒီရွာတစ်ကိုကျော်ရင်တော့တောင်ထွန်းရွာရှိပါတယ်။ပေါက်စိန်ကုန်းကမြို့နဲ့နီးပါတယ်။မြို့ကတော့ပေါက်စိန်ကုန်းရွာရဲ့တောင်ဘက်မှာရှိပြီးတော့လဲနဲ့သွားရင်တော့2 နာရီကျော်လောက်သာသွားရပါတယ်။ပေါက်စိန်ကုန်းရွာမှာပဲဆိုင်ချင်းအပြင်တရက်မလကာပင်များကိုလေခြံကျင်များနဲ့စီးပွားဖြစ်စိုက်ပျိုးရောင်းချကြတယ်။ပေါင်းစိန်ကုန်းရွာကအေးချမ်းသာရတဲ့ရွာတရွာလို့ပြောနိုင်ပါတယ်။အဲဒီပေါင်းစိန်ကုန်းရွာမှာရှိတဲ့တကြီးရဲ့နာမည်ကတော့မဆန်းတင့်ဖြစ်ပါတယ်။သူကအမျိုးသမီးတူပါ။အမျိုးသားများကိုကြော်လွန်ပြီးတော့ခန့်အပ်ထားခံရတဲ့မဆန်းတင့်ကရဲရွာအတွက်အမြဲတမ်းရှေ့ဆောင်ပေးနိုင်သူဖြစ်ပြီးမျိုးရိုးစင်ဆက်ကလည်းတကြီးမျိုးရိုးပဲဖြစ်တယ်။မဆန်းတင့်ဦးစီးတဲ့ပေါင်းစိန်ကုန်းရွာလေးမှာဟေးငမောင်နေချမ်းနေသွားပြီးတော့ရှင်းစရာတွေရှင်းမအောင်လား။ဒေါ်ငွေဟာသူ့ရဲ့တူတဲတော်သားဖြစ်သူငမောင်ကိုပြောနေပါတယ်။အာအမေကလေအဖေတနေ့မှသွားထားတာမဟုတ်ဘူးလားဗျ။ဟဲ့ခြံထဲမှာမလကာတွေလည်းစွတ်ချိန်ရောက်တော့မယ်လေ။ဒါအောင်နေမသိဘူးလား။ခြံဆောင်ရှိမှလူမခိုးမှာပေါ့ငမောင်ရဲ့။ဟာဒုက္ခပဲဗျာ။အမေတို့ကလေလေခြံဆောင်လေးပါလေငှားပေါ့ဗျာ။ကျုပ်တော့အဲ့ခြံထဲကအိမ်မှာမနေချင်ပါဘူးဗျာ။တဲငါထိုက်ဆိုင်လိုက်ရ။နင့်ဒီရွှေရိုက်ဖို့လို့မလိုတော့ဘူးနော်ငမောင်။ခြံထဲကမလကာသည်ရောင်းလို့ရတဲ့အမျက်ကိုခြံဆောင်တဲ့သူစီကိုပေးနေရရင်နေထမင်းမစားနဲ့တော့ငမောင်ပေးတာပဲဗျာကျုပ်သွားနေမယ်ဘက်နဲ့နားကြီးတဲ့တန်တော့မခံနိုင်ဘူးသွားမယ်ဗျာသွားမယ်အဲ့ဒီတဲထဲမှာပဲအိတ်မယ်ဟုတ်ပြီလားအေးဒါဆိုလဲပေးတာပဲငမောင်တယောက်ဆောင်တဲ့ကောင်မြောက်ယူပြီးတော့အိမ်ထဲကွာဝေးတဲ့ခြံရှိအောင်ထွက်လာခဲ့တော့တယ်ငမောင်ရဲ့အသက်ကတော့25နှစ်ရှိပြီအလောက်ကင်မဲမဲရရမလို့ပါမိဘများအလုံးမှသာရောင်တောင်တောင်ပါဝင်တတ်ပါတယ်ခြံကိုသွားတဲ့လမ်းမှာဟဲ့ငမောင်ဘယ်တော့ဟာအော်ငကြော်ပါလားအေးဟေးဒီမှာအိမ်ရဘိုးတော်ဘွားတော့ခြံကိုသွားခိုင်းလို့စောင်းတုပ်ပိုက်ပြီးတော့ထွက်လာခဲ့တာပဲကွာဟာဒါဆိုငါတို့ဖွဲ့လာမယ်လေကွာမင်းခြံမှာလွတ်လွတ်လပ်လပ်ခြံဆောင်ရင်လည်းတောက်ကြစားကြတာပေါ့အေးမင်းခြံကောင်းချက်ပဲဟာငါလည်းမပြင်းရတော့ဘူးလာသာလာခဲ့ကြကွာအေးဒါဆိုရင်ငါဟိုကောင်တွေခေါ်ပြီးတော့လာခဲ့မယ်ဒါဆိုရင်ငါခြံရပဲစောင့်မယ်လေကဲငါသွားအောင်မယ်ကွာရှင်းစရာရှိအောင်ရှင်းထားရအောင်မယ်အေးတငယ်ချင်းဖြစ်သူငကြော်နှုတ်ဆက်ပြီးတော့ငမောင်ချန်စီကိုရှောက်လာခဲ့လိုက်တယ်ငမောင်တို့ချန်စီကိုရောက်လာတယ်ချန်စီကိုစူးကတ်များနဲ့သာကာရင်ထားပြီးတော့ခြံအတွင်းကိုအပြင်ကနေရှင်းရှင်းလင်းလင်းမြင်ရတယ်တချံလုံးမာလကာပင်များစီစွာစိုက်ပျိုးထားပြီးတော့အဲ့ဒီမာလကာပင်များနဲ့မလန့်မကန့်မှာတော့တက်ကဲမိုးထရန်ကအင်းလေးတစ်လုံးစောက်လုပ်ထားတယ်အိမ်ပြင်မှာကွပ်ပစ်ခင်တခုလည်းတီးတန်းလုပ်ထားပြီးတော့အဲ့ဒီကွပ်ပစ်မှာသာငမောင်ကသူ့ရဲ့ဆောင်တုပ်တွေကိုတင်လိုက်တော့တယ်အလုံးလားလားမာလကာတီးများကိုငမောင်တစ်ချက်ကြည့်ပြီးတော့ခြံတွင်းမှာရှိတဲ့အမိုက်တီးရိုက်များကိုစတင်ရှင်းလင်းတော့တယ်ရှင်းလင်းပြီးချိန်မှာငမောင်ရဲ့ဖခင်ဖြစ်သူဦးသိန်းရောက်ရှိလာတယ်ငါသာဓမ္မဟိမင်းမယားထမင်းတုံးနဲ့မိကွက်ပို့ခိုင်းလိုက်တယ်ခြံထဲအိမ်လေအဖေမနေ့ကရှင်းထားပါသေးရဲ့ကွာအထက်ကိုဝင်အိတ်လေတော်ပါပြီဖေဟာကျုပ်ဒီနေရာမှာပဲအိတ်တက်တယ်အိမ်ထဲအိတ်ရတာတမျိုးကြီးဗျအေးဒါဆိုလဲပြီးတာပဲကွာတတိဝရိယနဲ့တော့အိတ်နော်မနမဖေးလာခဲ့မယ်ကြားလားဟုတ်ဦးသိန်းတယောက်ပြန်သွားတယ်ငမောင်ချံအောင်ထွက်လာခြင်းကညနေပိုင်းဖြစ်ပြီးတော့အခုတော့မောင်ရိပ်တန်းနေပြီတငယ်ချင်းများကိုမျှော်နေမိပေမဲ့လည်းမလာကြသေးရမလို့အိမ်အားပို့ထားတဲ့ထမင်းတုပ်ကိုသာစားလိုက်တော့တယ်စားပြီးချိန်မှာတော့လက်ဆေးဖို့အတွက်တဲနောက်ဖက်ရေဦးထားရစီကိုသွားပြီးတော့လက်ဆေးလိုက်ပြန်တယ်ငမောင်တို့လက်ဆေးရနေရကဇပလင်ပင်အုံကြီးရှိပါတယ်အဲ့ဒီဇပလင်အုံကခြံထဲမှာတစားကြီးထွားနေပြီခူးသူမရှိလို့ပိုပြီးတော့မှကြီးထွားလာခြင်းပါဒါပေမဲ့ဟင်းချက်ရင်အတုံးချတတ်တာမလို့ငမောင်တို့မိဘများအဲ့ဒီဇပလင်အုံကိုမခုတ်တတ်ကြပါငမောင်ငမောင်သူ့ရဲ့မြေကိုတကြော်အော်ပြီးတော့ဝင်လာတဲ့ငကြော်တို့လေးဦးလာဟဲ့မင်းတို့ဒီနေ့များလာကြပါမလားလို့ငါတွေးနေတာလာမှာပေါ့ဟာဒီမှာလေဒီကောင်ဖန်ရခတ်နေကြလို့ငကြော်မြောက်ပြတာကတော့သူ့ရဲ့လက်တွင်းမှာပါလာတဲ့ကြက်ဖကြီးတကောင်အဲ့ဒီကြက်ကြီးကလောက်လေးစာကြားအသက်ထွက်နေခဲ့ရှာပြီငကြော်နဲ့တူပါလာတာကမျိုးသူငကောင်စိုးတန်းလူပဲဖြစ်ကြတယ်ငယ်ပေါင်းတငယ်ချင်းတွေဖြစ်တာမို့အမြဲတွဲပါ
မိုက်လာပါလားဟာအရက်ရောကြက်ရောဆိုတော့မိုက်ရမှာပေါ့ငမောင်ရမင်းတငယ်ချင်းတွေပဲလေကွာကဲပါကြက်ကင်ရအောင်မေမင်းမဟင်းချက်စရာတွေတော့ရှိမှာပါနော်ရှိတာပေါ့ကွာအဘတို့လာနေတဲမှာပဲချက်ကြပြုတ်ကြတာတော့ရှိတယ်ကွာဝင်သားရှာကြအခုကြက်ကင်မှာမလားငါရှင်နွေးတယ်လိုက်မယ်ငမောင်တို့အုပ်စုကြက်ကင်ဖို့လို့စတင်ကြတော့တယ်ရှင်နွေးများနဲ့ဖြောပြီးတော့ကြက်ရဲ့အမွှေးတောင်များကိုဖယ်ရှားကြတယ်ပြီးနောက်ဓာတ်နဲ့ကြက်ရဲ့အတွင်းကလီစာများကိုတတ်တတ်ခွဲပုံကြတယ်ဒီကြက်သွေးတွေကိုဘယ်မှာသွားမလဲငမောင်ငကားကမေးလိုက်တော့ငမောင်ကခြံတော့မှာဇပလင်အောင်ရှိတယ်အဲ့ဒီမှာသာတွန်ခဲလိုက်ငကားအေးငမောင်ညော်လိုက်တဲ့စကားအတိုင်းဇပလင်အောင်မှာသာငကားတယောက်သွားတွန်ခဲ့တယ်ပြီးတော့ချက်ကြပြုတ်ကြစားကြတောက်ကြနဲ့ငမောင်တို့အုပ်စုပြောပါကြတော့တယ်နောက်တစ်ရက်များမှာတငယ်ချင်းများလာကြပြီမဲ့လေငမောင်ကတော့အဲ့ဒီတဲမှာမနေချင်တော့ဒါကြောင့်မလို့အိမ်ကိုသာပြန်လာခဲ့တော့တယ်အမေကျုပ်ခြံရှင်းထားခဲ့ပြီအမေမာလကာသေးတွေကလိုပါသေးတယ်ဗျာအော်အေးတော်တော်အားကိုးရတယ်သားနေ့အကြောင်းငါမသိဘူးများထင်နေလားတငယ်ချင်းတွေခေါ်ပြီးတော့တောက်ကြစားကြနေတာများဟမ်အာဘသူကအားချောင်းတာလဲနောက်ဖက်ခြံဘိုးရကြော်လားဒါမှမဟုတ်ဘေးခြံမပုတ်ဆောင်လားဘသူလဲမမေးနဲ့နေဟုတ်တယ်မလားသားဖြေကဲပါကွာငါနောက်ရက်မှခြံကိုသွားလိုက်ပါမယ်မင်းတို့သားမရလဲစူညံလို့အဲ့ဒါအဖေမိမကြုံမေလေဟဲ့ကောင်ငါထုလိုက်ရမလားဒေါငွေကသားတယောက်ဖြစ်သူကိုနဘေးမှာရှိတဲ့တနက်ခါတုံးနဲ့ရွေလိုက်တော့ငမောင်တယောက်မိမိခန့်ကိုသာပြေးဝင်သွားတော့တယ်နှစ်ရက်ကျော်များကြာတဲ့ခါမှာတော့ဦးသိန်းရမလကာခြံကိုရောက်လာခဲ့ပါတယ်ခြံအတွင်းကိုဝင်ဖို့လို့ခြေလမ်းပြစ်နေစမှာပဲကိုသိန်းလာပါဦးတော့ဘေးခြံမပုတ်ဆောင်ကလမ်းခေါ်တယ်ဒါကြောင့်မပုတ်ဆောင်တို့ခြံရှိအောင်ဦးသိန်းရလာခဲ့တယ်တားဖြစ်သူကြောင့်တိုင်တန်းမလားလို့တွေးမိပေမဲ့လည်းမပုတ်ဆောင်ပြောလိုက်တဲ့စကားကြောင့်ဘလို့တိုးခြံကတရေရှိတယ်ဟုတ်လားပုတ်ဆောင်ဟုတ်တယ်တော်ကြီးကျုပ်ဖြင့်ကိုယ်တိုင်ကြုံလို့သာပြောရတာကိုသိန်းရဲ့ဟာဘလို့ကြုံတာတော့ပုတ်ဆောင်ရဲ့ငါသားလဲဒီခြံထဲမှာနေနေတာပဲလေအမလေးတော်သားကလေသူ့လူတွေနဲ့တောက်လိုက်စားလိုက်နဲ့ဘယ်သိမလို့ဒီလိုတော်ကြီးလွန်ခဲ့တဲ့နေရက်ကညာဘက်ကျုပ်အပေါ်သွားဖို့လို့ထားတော့တော်တို့ခြံထဲမှာအရှိန်မဲမဲတခုလှုပ်ရှားသွားလာနေတာကိုကျုပ်တွေးလိုက်တာအော်တော်သားတငယ်ချင်းတွေနေပါပါလေဆိုပြီးတော့ကျုပ်ဒီတိုင်းပဲနေလိုက်မိတာဒါပေမဲ့လေတော်သားတို့အဖွဲ့မရှိတဲ့ညတွေလေကျုပ်အဲ့ဒါယူတွေးနေရသေးတာတော်ကြီးမနေ့ညကတော့ကျုပ်အရေးဆုံးပြီးတော့ခြံပေးကနေခိုးပြီးတော့ချောင်းကြည့်တာအမလေးလေးကိုသိန်းရဲ့တော်တို့ခြံနေရဟာကြီးကမျက်လုံးပြူးပြူးနဲ့ကျုပ်ကိုပြန်ကြည့်နေတာကျုပ်ဖြင့်မနှဲထပြန်ပြေးရတယ်တော်လူလည်းအတိမကတ်လို့ကျုပ်ရဲ့ယောက်ျားနိုးလာပြီးတော့ကျုပ်ကိုဖျားရည်မှန်းတွေပတ်ပြီးတော့တိုက်ပေးလိုက်ရတယ်တော်ကြီးဘုတ်ဆောင်ရဘလို့ဖြစ်ရတာတော့ဟာကျုပ်လည်းမသိဘူးတော့အနောက်ဘက်ခြံကဘိုးရကျော်လေးသူလည်းတွေးမိတယ်လို့ကျုပ်ကိုပြောတယ်ကိုသိန်းမယုံရင်သွားမေးကြည့်ပါလားတော့မဘုတ်ဆောင်ကဦးသိန်းတို့ခြံတွင်းကိုတကြီးကြီးနဲ့ပြောရှာတယ်ဦးသိန်းတယောက်လည်းအနောက်ဘက်ခြံမှာရှိတဲ့ဘိုးရကျော်စီကိုသွားပြီးတော့မေးပြန်တော့လေအဲ့လိုပဲဖြေပါတယ်ခတ်ပြီဟေးခတ်ကုန်ပြီဟာဘာတွေဖြစ်တာတော့ကိုသိန်းဘာဖြစ်ရမလဲမိငွေရဲ့ဒုမာလကခြံမှာတရေရှိတယ်တရေ၆တယ်လို့ပြောနေကြလို့ဟိဟမ်ကိုသိန်းတော့ဘာပြောလိုက်တယ်ဟုတ်တယ်ဟိအနောက်ခြံရောဘေးခြံလူတွေကပါပြောကြတော့ငါမှရုံရခက်ခက်ပဲမိငွေဦးသိန်းနဲ့ဒေါ်ငွေတို့နှစ်ဦးကအိမ်တွင်းမှာရှိတဲ့တသားခုံတန်းပေါ်မှာထိုင်ပြီးပြောဆိုနေကြတယ်အဲ့ဒီချိန်မှာပဲနောက်ဖေးသွားရအနေပြန်လာတဲ့ငမောင်ကိုမြင်ပြီးငမောင်လာစမ်းမအောင်ကြားဖေဘာပြောမလို့လဲကျုပ်ကမင်းကိုပြောမလို့မဟုတ်ဘူးမေးမလို့ကွမေးမလို့ဘာမေးမှာတော့ဗျမေးလေအေးမင်းတို့မလကခြံထဲနေတော့ဘာတွေတွေ့ကြမြင်ကြသေးလဲဘာတွေ့ဘာမြင်ရမှာလဲအဖေဟဲ့အောင်ရဲ့အခုငါအဲ့ဒီခြံကိုသွားတာခြံထဲတောင်မဝင်ရသေးဘူးဘေးခြံကပုတ်ဆောင်ရောဘိုးရကျော်ကခြံထဲမှာတရေရှိတယ်ဆိုပြီးတော့လာပြောကြလို့ကွဗျာဖခင်ရဲ့စကားကြောင့်ငမောင်စွန့်အားသွားရတယ်သူကလည်းတစုံတစ်ခုကိုစဉ်းစားဟန်ပြုတယ်ဦးသိန်းကတော့ရင်နွေးပကံလုံးနေရလက်ကျန်ရင်နွေးများကိုမော့တောက်လိုက်တယ်ဟာဟုတ်ပြီဒါကြောင့်ဟိုဗျဘာဖြစ်တာလဲငမောင်အလန့်တစားနဲ့မဟုတ်ဘူးဖေကျုပ်တို့တွေလေညာဘက်ဟင်းတွေဘာတွေကြံရင်ပျောက်သွားတယ်ထင်ခဲ့တာဗျအခုမှအဲ့ကောင်လက်ချက်ဆိုတာသိတော့တာပဲဟာမင်းပြောတာလဲရှုပ်လိုက်တာကွာတေချာပြောစမ်းပါဒီလိုဖေဒီလိုဗျဒီလိုငမောင်ကသူတို့တငယ်ချင်းများနဲ့အတူချက်ပြုတ်စားတောက်ကြရအောင်နောက်ရက်မှာတော့ခြံလက်ထားတဲ့ဟင်းများပျောက်သွားတာကိုသတိရမိတယ်ပျောက်တာကတော့အိမ်တွင်းမီးဖို့မှသာအဲ့ဒီဟင်းပကံကိုထားရှိတာဖြစ်တယ်
စံအိုးအဖြစ်အသုံးပြုတဲ့အိုးတစ်လုံးအဲ့ဒီအိုးအတွင်းမှာတဲထဲမှာလူနေကြမရှိလို့ဆန်နှင်းငယ်သာရှိကြတယ်အဲ့ဒီဆန်နှင်းငယ်သာရှိတဲ့အိုးအတွင်းမှာဟင်းပကံများငမောင်သိမ်းစီးခဲ့ပါတယ်ဒါပေမဲ့နောက်တရက်မနက်မှာတော့အဲ့ဒီဟင်းပကံသာရှိပြီးတော့အတွင်းမှာတော့ဟင်းများမရှိတော့ပကံအလွတ်သာငမောင်တွေ့ခဲ့ရတယ်တငယ်ချင်းများယူဆောင်သွားကြလေသလားတွေနဲ့ငမောင်မမေးဖြစ်ခဲ့ပါဒါပေမဲ့သူနေထိုင်တဲ့ရက်အတွင်းအနှဲငယ်ထူးခြားနေတယ်မိမိကိုတစုံတဦးကကြည့်နေတဲ့အလားမလုံးမလဲဖြစ်ရတယ်ဒါရင်မကသေးပါခွေးများလည်းမိမိနေထိုင်ရာခြံရှိမှတစုတယုံဝိုင်းဖွဲ့ပြီးတော့ဥတက်ကြသေးတယ်ကြုံတွေ့ခဲ့သမျှကိုဖခင်ဖြစ်သူငမောင်ကပြောပြလိုက်တော့ဟာဒီလိုဆိုဘဲနဲ့လုံးမလဲတကယ်သာတရေရှိရင်တော့ဖြင့်မိငွေတို့မလကာချောင်းဘလို့လုံးကြမလဲအိုတော့မလကာသီးတွေကိုမျိုးဝတိုင်းစီကိုစုပ်ရောင်းချင်ရရောက်နေပြီလေမဖြစ်ပါဘူးမနှက်ဖြန်လူငါးတွေခေါ်ပြီးတော့ခူခိုင်းတော့မှာပဲတော့အေးအဲ့ဒါလေကောင်းတယ်အေးကြီးတာမလကာသီးတွေအချိန်မလင့်မို့ပဲနောက်တရက်မှာတော့ဦးသိန်းနဲ့တုံဝေတို့လင်များကမလကာသီးခူးဆွတ်ဖို့လူများငားပြီးတော့ခြံအိမ်ကိုခေါ်ဆောင်သွားကြတယ်မနက်ခင်းမှာအေးချမ်းစွာပြီးဆုံးသွားပြီမဲ့လေနေကင်းထမင်းစားချိန်မှာတော့ဟဲ့အသေးလေးဘာဖြစ်တာလဲလူငါးအဖွဲ့ထမင်းစားဖို့ပြင်နေကြစင်မှာအဲ့ဒီအုပ်စုထဲမှာရှိတဲ့မိန်းကလေးတူကစောင်းကြောက်ထိုင်အနေထားနဲ့တဟင်းဟင်းနဲ့မြည်တွင်းနေသူ့ရဲ့ခန္ဓာကိုယ်ကလည်းဘေးကိုတရွေ့ရွေ့နဲ့လှုပ်ခါနေခဲ့တယ်။ကောင်မလေးဘာဖြစ်တာလဲမသိဘူး။ဟဲ့အသေးလေးညီမလေးအစင်ပြေးရလား။နဘေးမှာရှိတဲ့လူများခေါ်ပြီးမဲ့လေဘာမှမတုတ်ပြန်ပါ။ထမင်းစားဖို့ချထားတဲ့ထမင်းကြိုင်များကိုဖြန့်ထားတဲ့နေရာစီကိုသာမျက်လုံးဆောင်ကစူးစိုက်ကြည့်နေတယ်။အဲ့လိုကြည့်နေရှင်မှဟာဟင်းဘလို့ဖြစ်တာလဲအသေးလေးဆိုတဲ့မိမပြိုကချက်ချင်းဆိုသလိုသူစိုက်ကြည့်နေတဲ့နေရာစီကိုထပြေးလာခဲ့တယ်။ပြီးနောက်ထမင်းကြိုင်ဟင်းကြိုင်များအတွင်းမှာထမင်းဟင်းများကိုလောဘကြီးစွာနဲ့နှိုက်ယူစားတော့တယ်။လဝါအပြားကြီးနဲ့ဖြန့်စားနေတဲ့အမူအရာကယွန်ရှာထိတ်လန့်ဖွယ်ကောင်းနေတယ်။ဘေးမှာရှိတဲ့သူများကလည်းအသေးလေးကိုနားမလည်နိုင်စွာကြည့်နေကြစဉ်သူတို့စားဖို့ထမင်းဟင်းများအလုံးပျောက်တလင်းခါသွားတော့တယ်။စားလို့ပြီးချိန်မှာသူ့ကိုကြည့်နေကြသူများကိုဟီနောက်တစ်ခါဒီထက်များယူခဲ့ကြနော်ဟာအမလေးယောက်ျားတန်ကြီးတရေလားတရေဝင်ပူးနေရနေမှာဖေဟာထွက်ပေါ်လာတဲ့ယောက်ျားတန်ကြီးကြောင့်မလို့အားလုံးထိတ်လန့်သွားကြတယ်ခဏကြာတော့အသေးလေးခင်ဗျာလဲကျသွားရှာတယ်ဟဲ့ထိုးကြပါဦးညီမလေးအဆင်ပြေလားဟင်ကျုပ်ဘာဖြစ်လို့လဲမေမျောနေရမှာအသေးလေးနှိုးထလာခဲ့တယ်အားလုံးကသူ့ကိုကြည့်နေကြမလို့နားမလည်နိုင်စွာမေးရှာတယ်ဒါပေမဲ့သူမသိတဲ့သူရဲ့ဖြစ်ပျက်ကိုပြောပြကြတော့အသေးလေးခင်ဗျာကြောက်လန့်လွန်ပြီးအသားများတော်မှတုံရီနေရှာတယ်ဒီလိုနဲ့ဦးသိန်းတို့ခြံမှာတရေရှိတာကိုတည်သွားကြပြီးတော့လူငါးဘွယ်လည်းပြန်ပြေးသွားကြတော့တယ်ကိုထွန်းရှိလားအော်တကြီးလာတာပါလားဝင်ခဲ့ပါဗျအဖေတို့အိမ်ထဲမှာရှိတယ်ငမောင်ကအိမ်ရှိရခေါ်တန်းကြောင်ထွက်လာခဲ့တော့ခေါ်သူကသူတို့ရဲ့ရွာရဲ့တကြီးဖြစ်သူမဆန်းတင်ဖြစ်နေတယ်မဆန်းတင်အိမ်တွင်းကိုဝင်လာခဲ့တော့တကြီးထိုင်ပါဗျာမင်းငွေရင်နွေးလေးပါလေးထပ်ထည့်ခဲ့ပါဦးအင်းဒေါ်ငွေရောရင်နွေးဦးယူပြီးတော့ထွက်သွားတော့တယ်တကြီးဘာများအကြောင်းရှိလို့တော့ဗျမဆန်းတင်ကသူ့ရဲ့ကောင်ပေါ်မှာနေပူတက်တာစီဘူးလို့တင်လာတဲ့တပတ်စာကိုစပွဲပေါ်တင်လိုက်ပြီးကိုသိန်းတို့ချမ်းမတရေရှိနေရဆိုအဲ့ဒါဟုတ်သလားမဆန်းတင်ရဲ့မေကိုဦးသိန်းရမဖြေခင်ရင်နွေးဦးယူပြီးပြန်လာတဲ့ဒေါ်ငွေကဟုတ်တယ်တကြီးရေအဲ့ဒီတရေကြောင့်မလကာချန်လဲဆက်ခူးလို့အစင်မပြေခူးဖို့တွေကလည်းကြံသေးတယ်အဲ့အတွက်ကျုပ်တို့လည်းခေါင်းတွေ6လပါပေါ့ရှင်အဲ့လိုခေါင်း6နေလို့မရဘူးလေအမငွေရဲ့လှုပ်တင်တာလှုပ်ရမှာပေါ့ဘာလှုပ်ရမလဲတကြီးရဲ့ဆရာပင့်ပြီးနေမတော်လို့တရေရမထွက်ပဲပို့ဒုက္ခပေးနေမှာလေကျုပ်တို့ကကြောက်ပါသေးရဲ့လေကျုပ်လာတာကလည်းအဲ့ဒီကိစ္စပဲအမငွေရဲ့တော်တို့အတွက်အဆင်ပြေတော့အောင်လို့လေဘလို့ကျုပ်တို့အဆင်ပြေဖို့ဟုတ်လားတကြီးဒါဆိုလဲပြောပြပါအောင်တော့ကျုပ်ပြောချင်တာကလေတောင်ထွန်းရွာဘွားမယ်စင်ကိုသွားပင့်စေချင်တယ်ဘွားเจ้าတော်တော်များများကိုကျုပ်ကြားသိပြီးတော့အမငွေတို့အတွက်အဆင်ပြေမယ်လို့လည်းယုံကြည်တယ်တောင်ထွန်းရွာဘွားမယ်စင်ဟုတ်လားတကြီးဟုတ်ပါအမငွေဘွားအခုအမငွေတို့ချမ်းမလို့ကတ်တာပြူတာတွေကိုကုသပေးတယ်တော်တော်လေးအစွမ်းထက်တယ်ဆိုရဲတော့အိုးဒါဆိုရင်တောင်ထွန်းရွာကိုသွားပြီးတော့ပင့်ကြတာပေါ့အခုလိုသတင်းလာပေးတဲ့အတွက်လေကျေးဇူးတင်ပါတယ်တကြီးရဲ့ရပါတယ်တော့အားလုံးအဆင်ပြေကြဖို့ပဲလေဒီလိုနဲ့ဦးသိန်းတို့ကတောင်ထွန်းရွာမှာနေထိုင်တဲ့ဘွားမယ်စင်ကိုပင့်ခေါ်ဖို့လို့ဆုံးဖြတ်လိုက်ကြတော့တယ်
တောင်ထုံးရွာစီကိုဘွားမဲ့စင်ကိုပင့်ခေါ်ဖို့လို့ရန်ဦးသိန်းနဲ့ငမောင်တို့သားဖရောက်လာခဲ့ကြတယ်။ဘွားမဲ့စင်ကိုအကျိုးကြောင့်ပြောပြလိုက်တော့ဘွားမဲ့စင်ကဦးသိန်းတို့လည်းနဲ့လိုက်ပါလာခဲ့တယ်။ဦးသိန်းတို့မလကချန်တွင်းမှာမြေနေရာလွတ်မှာနှီးဖြာများချထားတယ်။အဲ့ဒီနှီးဖြာတွေရဲ့ထိပ်မှာဘွားမဲ့စင်ကထိုင်နေခဲ့ပြီးတော့ဘွားမဲ့စင်နဲ့မျက်နှာချင်းဆိုင်တစ်ဖက်စီမှာတော့ဦးသိန်းတို့မိသားစုပြင်တကြီးမဆန်းတင်နဲ့အတိရွာသူရွာသားများထိုင်နေခဲ့ကြတယ်။ဘွားမဲစင်ကသူ့ရဲ့လက်ဆွဲတော်တောင်ဝေးကြီးကိုလက်တစ်ဖက်ကနေထောက်ထားပြီးတော့လူကလည်းတပလင်အနေထားထိုင်နေခဲ့တယ်။ကဲဘွားခေါ်မယ်။အီချန်အတွင်းမှာကတ်တွယ်နေတဲ့မသက်ဆိုင်တဲ့ပုဂ္ဂိုလ်အခုချက်ချင်းဘွားရှိကိုလာခဲ့ပါ။ဘွားမဲစင်အတန်ပြင်းနဲ့ခေါ်ဆိုလိုက်ပေမဲ့လည်းထူးခြားမလာခဲ့ပါ။ဒါကြောင့်မလို့သူ့ရဲ့တောင်ဝေးကိုမြေမာတစ်ချက်စောင့်လိုက်ပြီးတော့မဲစိန်ခေါ်နေအောင်မကြားတလို့နေနေတာမဲစိန်ငဲ့ညာထားလို့ဟဲ့။အခုလာခဲ့မလာရင်မဲစိတ်အကြောင်းသိစေရမယ်။ဘွားမဲစင်ရဲ့တန်းကလည်းအတော်ကျဲလာသွားတယ်။ဘေးမှာရှိတဲ့သူများကလည်းတိတ်ဆိတ်နေကြတယ်။အဲ့ဒီချိန်မှာလူများကြားထဲမှာငိုယိုတန်းများထွက်ပေါ်လာခဲ့တယ်။အဲ့ဒီလူကတော့ဦးသိန်းရဲ့သားဖြစ်သူငမောက်ထံမှာဖြစ်နေခဲ့တယ်။ငမောင်ကကောင်းအောင်ငုပ်ပြီးတော့ရှိုက်ကြီးတငယ်ငိုကြွေးလို့နေတယ်။ဘေးမှာရှိတဲ့လူများကိုလည်းဘွားမဲစင်ကအနှဲငယ်ခွာနေခိုင်းလိုက်တော့တယ်။ကဲငိုမနေနဲ့ပြောစမ်းဘယ်ရလဲဘသူလဲဘာလို့ဒီချမ်းမှာလာကတ်တွယ်နေရလဲဘွားမဲစင်ရဲ့အမေဆုံးတော်လည်းအပြေမရှိခဲ့ပါငမောင်ကငိုမြဲတိုင်းငိုရှိုလို့နေတယ်အပြေမလာတာကြောင့်ဘွားမဲစင်ငမောင်ကိုတစ်ချက်ဆိုင်ကြည့်လိုက်တယ်ပြီးနောက်သူ့ရဲ့မျက်လုံးမှိတ်ပြီးတော့နှုတ်ကတဖွာဖွာရွတ်ဆိုလိုက်တယ်ဘွားမဲစင်ရွတ်နေစင်မှာပဲငိုယိုနေတဲ့ငမောင်ကဆက်မငိုနိုင်တော့ပဲသူ့ရဲ့ခန္ဓာကိုယ်နေရာမလွတ်အောင်လို့ကုတ်ချစ်လိုက်ပြီးအာပူတယ်ငမောင်အော်ဟစ်နေတော့လေဘွားမဲစင်ကရွတ်ဆိုခြင်းမပြတ်ပါပူပါတယ်ကြောက်ပါပြီကျုပ်ဖြေပါမယ်ကြောက်ပါတယ်ငမောက်ထန်စကားကြောင့်မလို့ဘွားမဲစိန်ရွတ်ဆိုခြင်းကိုရက်တန်လိုက်တော့တယ်ပြောဘယ်ကနေဒီကိုရောက်လာလဲဒီမိသားစုကိုဘာလို့နှောက်ရှက်ရတာလဲဘွားမဲစိန်ရဲ့မိကိုငမောင်ကကျုပ်နေတာသူတို့ကြောင့်ပဲကျုပ်ဘာမှမလုပ်ပါဘူးကျုပ်အစာစားကြင်လို့ပါမင်းခုဘယ်မှနေရလဲခြံနောက်ကဇပလင်အုပ်မှာပါရပြီဒါဆိုမင်းကိုဒီအိမ်ဒီခြံဝိုင်းမှာနေခွင့်မပေးတော့ဘူးအဲ့တော့ကို့လာရလန်းစီကိုပြန်ပြီးတော့မပြန်ရင်တော့ဖြင့်ဘွားအကြောင်းပို့သိတာပေါ့ကွယ်ကျုပ်မနေတော့ပါဘူးကျုပ်သွားမှာပါအေးမငင်းဆိုင်တော့ပိုကောင်းတာပေါ့ကွယ်ဘွားမဲစင်ကငမောင်ကိုခေါင်းတငိမ့်နဲ့ပြောလိုက်တယ်ပြောပြီးရနဲ့ငမောင်ကနှီးဖြာထပ်မှလဲကျလို့သွားတယ်တကြီးမဆန်းတဲ့ရော့ဒီစိတ်ရှိမှန်းနဲ့အဲ့ကလေးကိုဖြန်းပေးလိုက်မောင်သိန်းကဘွားနောက်ကိုလိုက်ခဲ့တူရင်တလက်တော့ယူခဲ့အောင်နော်ဟုတ်ကဲ့ပါဘွားမဲစိန်ခြံနောက်ကိုထွက်သွားတယ်ဦးသိန်းကဘွားမဲစိန်ပြောတဲ့အတိုင်းတူရင်တလက်ကိုယူဆောင်လာခဲ့တယ်ကဲမောင်သိန်းမောင်ရင်တို့ဇပလင်အဝအတော်ကြီးနေပါလားကွယ်ဒီမှာလဲကြည်စမ်းစားကျွင်းစားကြံတွေကိုတွန်ထားကြသေးတယ်ဟုတ်ပါတယ်ကွာခြံနောက်ဆိုတော့အသားစီးငါးစီးရအစဒီနေရာမှာပဲကျုပ်တို့လောက်ကြတာပါအဲ့ဒါကြောင့်ပေါ့ကဲပါကွယ်အချိန်မလင့်ခင်ဒီအိုအမြက်ကနေတူးလန့်ပြစ်ဒါနဲ့မရသေးမီးရှို့တက်လိုက်တော့မောင်ရင်တို့လူမနေကြတာကံကောင်းတာပဲဒီပင်မှာခိုကတ်တဲ့ကောင်ကကြာလာရင်လူကိုပါဒုက္ခပေးနိုင်တယ်ကွဗျာဟုတ်ကဲ့ပါဘွားဦးသိန်းတရားဘွားမဲစင်ရဲ့စကားအတိုင်းဇပလင်အောင်ကိုတူးထုတ်လိုက်တော့တယ်ဘွားမဲစင်ပြောတဲ့စကားကြောင့်သူတို့မိသားစုအဖြစ်ကိုတွေးရင်းနဲ့ဦးသိန်းထိတ်လန့်သွားမိတယ်ဘွားမဲစင်ရဲ့ကုညီပေးမှုကြောင့်သာအဆင်ပြေသွားခဲ့လို့ဦးသိန်းတို့မိသားစုလည်းဘွားမဲစင်ကိုကျေးဇူးတင်မဆုံးဖြစ်သွားကြတယ်။ကိစ္စအလုံးပြီးသွားချိန်မှာတော့ဘွားမဲစင်ကလည်းသူ့ရဲ့ရွာကိုပြန်ခဲ့ပြီးဦးသိန်းတို့ကလည်းကြံရှိတဲ့မာလကာသီးများကိုခုဆွတ်ကြတော့တယ်။ဒီလိုနဲ့ဇပလင်အုံမှာခိုကတ်နေတဲ့တရေကိုဘွားမဲစင်တယောက်ဖယ်ရှားပေးနိုင်ခဲ့ပါတယ်။ဇလန်လေးကတော့ဒီမှာပဲပြီးဆုံးသွားပါပြီ။အခုနောက်ဆင်ကြရတာကတော့စာရေးသူရင်းမင်းကမ်းဘလူရေးသားထားတဲ့ဘွားမဲစိန်နဲ့ဇပလင်ပင်မှာခိုကတ်နေသောတရေဆိုတဲ့ဇလန်လေးပဲဖြစ်ပါတယ်။နောက်ရက်ဒီမှာလည်းအခုလိုမျိုးဇလန်ကောင်းလေးတွေကိုနားဆင်နိုင်ဖို့အတွက် channel လေးကို like and subscribe လေးလုပ်ထားပေးပါအောင်နော်။အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။